ဆယ်စင်းပညာရေးအပိုင်း၄ပေါ့ဗျာဒီဆယ်စင်းပညာရေးအပိုင်း၄ထဲမှာကျွန်တော်ဘာတွေထည့်ထားလဲဆိုတော့ကလေးတွေရဲ့လိုအားပေးခဲ့တာလေးတွေကျောင်းဆောင်မှတ်တမ်းတွေကိုကျွန်တော်ထည့်ထားပါတယ်ဒါအခုဒါမြေနှုတ်တရားနာတာ19ရက်တလ2009မှာပေါ့ဒါဥက္ကဋ္ဌဖြစ်တဲ့ဦးချစ်မောင်ဒါဦးတက်လုံတို့ ਨੇ ပန်းနဂါကြီးတွေနော်အခုတော့မရှိတဲ့လူတွေများပါပြီအဲ့တော့19ရက်တလ2009ခုနှစ်မှာမြေနှုတ်တရားနာပြုလုပ်ခဲ့တာဒီမြေကတကယ်တမ်းဆိုရင်ကျွန်တော်တို့တောကြီးဗျတစ်ပင်ကြီးတွေကြီးကြီးတွေအဲ့ဒါဦးတောင်းရွှေတစ်ပင်ကိုခုတ်ခမ်းရတာရွာတလေးရက်တလေးရလုံအောင်เสียဆိုတော့ကျွန်တော်မှရွာတလေးရက်တလေးနဲ့ဒါပြောပြီးလောက်ရတာပေါ့လေဒီအကြောင်းတွေတော့မပြောတော့ပါဘူးတော်တော်ခက်ခဲစီလုတ်ခဲ့ရတာဒီမြေဟာအဲ့တုန်းကတော့စက်တွေမရှိဘူးလေလူလိုအားနဲ့ပဲလုတ်ရတာဒါအခုခေတ်လို့ဆိုတော့ပဖိုးတွေနဲ့မြေညှိလိုက်ခဏပေါ့ဒီကျောင်းဆောင်နှစ်ဆောင်ရဲ့နောက်မှာဗျအဲ့ဒီကျောင်းဆောင်ကဆောက်ထားတာဒါကလေးတွေလည်းလောအားပေးကြတာပေါ့လေကြီးကုန်ပါပြီဒီကလေးတွေပီတီဖြစ်တာတို့သေးတယ်ကျွန်တော်ဗီဒီယိုကင်မရာဝယ်ပြီးတော့မှဒီအထက်အောင်ဆိုမှလုတ်လိုက်တာအဆင်ပြေသွားတယ်ဗျာစစ်စင်းမှာအဲ့တုန်းကတော့ဗီဒီယိုရိုက်ဖို့ဆိုတော်တော်ခက်တာဗျာပခုံးတန်းခက်ကသွားခေါ်ရတာဒုက္ခပြေလုံးတော့မထူးဘူးကွာငါဒီအထက်အောင်ဆိုမှလုတ်လိုက်မယ်ဆိုမှလုတ်လိုက်လို့ဒါလေးတွေမှတ်တမ်းတင်တာကလေးတွေကြီးကုန်ပြီဒီကလေးတွေဒါလေးတွေကနောက်တစ်ချိန်ကျရင်ဒီကလေးတွေသူတို့ပုံလေးတွေပြန်ကြည့်ကြညမှာဆိုပြီးမှဒါကျွန်တော်မှတ်တမ်းတင်ထားတာအကုန်လုံးကိုကျွန်တော်အုပ်ပုံကြီးရွှေ့ရတာပေါ့အဲအကြောင်းဆောင်ပြီးတဲ့ကဒီအုပ်ပုံရွှေ့ရတော့မှာဆိုရှေ့ဆောင်းနဲ့ဆောင်းလဲကျွန်တော်ဖြတ်မှာဟုတ်အဲ့ဒါဆိုတော့ဒီအုပ်ပုံကိုရင်ရွှေ့မယ်ဆိုမှကျွန်တော်ကလေးနဲ့ရွှေ့ခဲ့တာအမြင်တဲ့အတိုင်းမှာပဲအကြောင်းဆောင်ကတော့အကြောင်းသားအများနေဗျာခင်ဗျားဘာဖြစ်လို့ခဏခဏအကြောင်းဆောက်တယ်လဲမေးကြတာစာသင်ခန်းတစ်ခန်းမှာလူ30ပဲဆန်တာကျောင်းသား1000ကျော်ဗျာဘလို့မှအဆင်မပြေဘူးဆယ်စင်းကလည်းစီတာဘူးအဲ့တော့မိုးအဲ့တော့ဥယယုံတို့ဦးတန်းစောမြင့်တို့အဲ့တော့အကျောင်းကော်မတီကိုမြင့်စိန်တို့ကျော်တီဟဦးထွန်းရွှေတို့ကိုအဲဝေတို့ ਨੇ လောက်ရတာဒါထရံမိုးဒါ sorry ထရံကဖြုတ်ကကြိုက်သေးတယ်ဆယ်စင်းဖြုတ်ကပေါ်တာမိုးရွာပြီဆိုလို့ရှိရင်မိုးကမလုံးဖြုတ်ကကြိုက်နေကလေးတွေတိပါတယ်သူတို့ကြီးကုန်ပါပြီဒီကလေးတွေအိမ်တော်နေကြကလေးတွေမွေးကြအကြောင်းဆရာမဖြစ်တဲ့လူလည်းဖြစ်ချစ်တာကလေးတွေကျွန်တော်ချစ်တယ်ဘုံလုံးကိုချစ်တာအမဒါအကြီးတန်းနေ9တန်း10တန်းအရွယ်တွေအဲဒီကျောင်းဆောင်ရဲ့ဒီကျောင်းဆောင်နှစ်ဆောင်ကဒီဖြတ်တဲ့အခါဒီအုပ်ပုံကကြားထဲမှာဖြစ်နေတော့ကျွန်တော်ရွှေ့လိုက်တာအကုန်လုံးပါအောင်ဆိုတော့မှကျွန်တော်အားလုံးတန်းစီမှတ်တမ်းတင်ဗီဒီယိုရိုက်ခဲ့တာဒါလေးကမပြောက်ပြက်သွားတာတော်သေးတာတချို့ကလည်းကျွန်တော်ပျောက်ပြက်သွားတာတွေရှိပါတယ်ဒါဒီနှစ်ဆောင်နဲ့မလောက်လို့ဘေးမှာကျွန်တော်မိုးကတည်းပြန်ထိုးရတာပေါ့ကျောင်းသားအများတော့ဟိုဆောင်ကဒါဝန်ထမ်းဆောင်ဝန်ထမ်းနေအိမ်ပေါ့နောက်ကပြောကြတာအုပ်ရွှေတဲ့နေ့ကဟုတ်အင်ကြီးကျွန်းကခိုင်မျိုးဝင်မင်းသားကတဲ့ကောင်မရှိတော့ဘူးဒီကလေးလဲတံဝေကရစီကောင်းတယ်ဒါပြီးသွားပြီပေါ့လေ29ရက်3လ2009ခုနှစ်မှာခရီးကျောင်းဆောင်ဆိုပြီးမှကျွန်တော်ဒါစပြီးတော့မှစောက်တော့တာပေါ့လေ19ရက်နေ့တလပိုင်းမှာကျွန်တော်ဒါမြေနှုတ်တရားနာစတာ29ရက်နေ့မှာပြီးတယ်အောက်ဖောင်ဒေးရှင်းကတစ်တွေဝါးတွေပေါ်တာဗျာ
ကျွန်တော်ပြောသလိုပဲပြီးလက်မြေပဲခက်တာဒါပေမဲ့ဒီချိန်မှာတော့နည်းနည်းကားနဲ့သွားလာရပြီဗျဒီကျောင်းဆောင်ဆောက်တဲ့ခါကျတော့အဲ့တော့8 ရက် 9 လ 2009 ခုနှစ်မှာကျောင်းနိုင်စထူပြီဗျာခရီးကျောင်းဆောင်ပေါ့ဒါကျွန်တော်ပြောသလိုပဲနောက်ပိုင်းကျမှဒါ27ဖြစ်သွားမှအကယ်ဒမီကျောင်းဆောင်ဆိုမှနိုင်ငံတော်ငွေ300ရတော့ကျွန်တော်ဟိုဘက်ကတစ်ဆောင်ထပ်တိုးလိုက်တာပေါ့ SS23 ဖြစ်မှာပေါ့နှစ်ခုပေါင်းလိုက်မှ27ဖြစ်သွားတော့ဖြားရီကာပြီးတော့မှတင်ခဲ့ကြရတာအဲ့ဒီပဲကျောင်းဆောင်ပါအဲ့ဒါဝန်ထမ်းဆောင်နှစ်ခုကျွန်တော်လုပ်လိုက်တာဒါတိပါတယ်ကလေးတွေဖြားကားရတယ်ထရန်ကားရတယ်မိုးရွာပြီဆိုရင်အဲ့ဒါကျောင်းကပိတ်ရတော့တာနေပူပြီဆိုရင်ပိတ်မိုးရွာပြီဆိုရင်ပိတ်ဘာကြောင့်လဲဆိုမနေနိုင်တာပူလုံးလို့ကလေးတွေကတော့ပျော်ကြတာကျောင်းပိတ်ရင်ကတော့ဆရာစောကျောင်းတိုင်းထူတဲ့နေရာမှတန်းတယ်23 ရက်နေ့2008ခုနှစ်မှာဒါရောက်လာတာဗျကျောင်းကဘလို့မှအစင်မပြေတော့တာထရန်ကာနဲ့အဲ့ဒီမှာတမာရီကိုအဲဝေတို့မယူဝိုင်းတို့ကိုမြင့်စိန်တို့ကိုချိုလင်းတို့နဲ့ကိုညီတောင်းရတာရှိုင်းဟုတ်ကလည်းရွာထဲမှာရောက်နေပြီဆိုတော့ဘလို့ပဲဆိုသူတို့ဒေါက်တာလာမယ်ပြောတော့ကျောင်းကိုလည်းခေါ်ပေးပါအောင်ပေါ့ဒေါက်တာဒေါခင်ကြီးလာမှာဆိုတော့ကျွန်တော်ကအဲ့ဒီငွေစဆိုင်250ပေါ့နောက်မှ90ထပ်ပြီးတော့ကျွန်တော်300ရတာပါအဲ့တော့ကျွန်တော်250ပြောသွားတယ်အဲ့တော့မင်္ဂလာပါလုပ်တဲ့အချိန်မှာအောက်ကညီသားမငိန်တော့ခုံလဲသွားတာဟုတ်ဗျာအဲ့ဒါကို तू ကသဘောကျပြီးမှရည်နေကြရတာဒါအဖွဲလိုက်ဒေါ်ဆန်တို့ဒေါ်မမအေးတို့နဲ့အလူခံရတာအဲ့ဒီခေတ်ကကိုချိုလင်းတို့ကိုမြင့်စိန်တို့ကိုအဲဝေးတို့မယူဝိုင်းတို့မနွဲတို့ဂရိရပါတယ်အကုန်လုံးကိုဒါကြောင်းရှိမှဗီဒီယိုမှတ်တမ်းတင်ကြတာဘာကြီးကြော်တီဟာဦးထွန်းရွှေမရှိတော့ပါဘူးနောက်ဗီဒီယိုကဒါသူတို့အဖွဲ့တွေရှမ်းဟိုအဖွဲ့တွေနဲ့တွဲပြီးတော့မှကျွန်တော်ဗီဒီယိုမှတ်တမ်းတင်ခဲ့တာမူလွန်ကြောင်းဖြစ်ပြီဗျအဲ့တော့ဝန်ထမ်းတွေကိုလည်းပြေးခဲ့သေးတယ်ကျွန်တော်မှမှတ်ပြီးတော့ပြေပြေရွှေရွှင်ပဲဆယ်စင်းကိုရောက်လာတာတရွာလုံးပျော်ကြတာလေကားထူပြီဗျာဥလူတင်ကြီးပေါ့ရမီရဖကျွန်တော်ရဲ့မိတ်ဆွေကြီးမရှိတော့ပါဘူးအဲ့တော့ကတော့ဥကျော်ရှိန်နဲ့အလုပ်လုပ်ရတာဥကျော်ရှိန်ကတော့ဥက္ကဋ္ဌမဖြစ်ခင်သူကကွန်တင်ကွန်ချဆယ်စင်းမှာဘာပဲဆိုသူ့ပဲခေါ်ရတာကွန်တင်ကွန်ချအဖွဲ့တွေလည်းကျေးဇူးတင်တယ်ကျောင်းမှာဘာလုပ်လို့သူတို့ပဲအားကိုးရတာတစ်တေထန်းဝါတွေထန်းနဲ့ကျေးဇူးအများကြီးတင်ပါတယ်ဒါလေကား2စင်းကိုပြဟိုဘက်တစ်စင်းဒီဘက်တစ်စင်း S24 လေကား2ထူပြီးရတဲ့ကျွန်တော်လည်းရွှေ့ပြီးတင်ရတော့တာကျောင်းသားများတော့ဒါဇပူရည်ရွှေကျောင်းဆောင်ရှေ့မှာကျွန်တော်ကလေးတွေအတွက်ဆိုမှရှော့စင်လောက်ထားတာမူဂျိုကလေးတွေအတွက်လောက်တာဘယ်ဟုတ်မလဲကျောင်းသားကြီးတွေဆော်လုံးတော့နောက်ပိုင်းကျတော့ဒဏ်ရာရတော့ဖြုတ်ထားလိုက်ရတာအဲ့ဒီရှော့စင်ကြီးဟာပြဿနာတက်တော့တာနေတိုင်းကဒီလုံးကြည့်စီးတာကဟိုမှာမတ်တက်ရက်သွားတာကလေးတွေကမစည်းရအောင်ဒါဇမူရည်ရွှေကျောင်းဆောင်ကိုကျွန်တော်မူဂျိုဆိုမှကျွန်တော်ဖွင့်လိုက်တာအဲ့ဒီမူဂျိုကျောင်းဆောင်ဇမူရည်ရွှေရဲ့ဒီဘက်ထိပ်မှာဒါဝန်ထမ်းဆောင်ဆိုမှကျွန်တော်အဲ့နှစ်ဆောင်ဖြတ်လိုက်တာအဲ့နှစ်ဆောင်ဖြတ်ပြီးတော့မှကျွန်တော်ဆရာဆရာမတွေနေဖို့ဆိုမှဝန်ထမ်းဆောင်ကျွန်တော်လှုပ်လိုက်တာနောက်ကဟာဒါခရီးကျောင်းဆောင်ဒါရှေ့ကနှစ်ထပ်ကျောင်းဆောင်အသေးလေးပါသေးတယ်အဲ့ဒါပြီးသွားပြီပေါ့အဲ့တော့ကျွန်တော်ခရီးဆိုမှတတ်မှလိုက်တာပြီးသွားပြီရှေ့ကနှစ်ဆောင်လဲကျွန်တော်ဖြတ်ပြီးသွားပြီဖြတ်ပြီးတော့မှကျွန်တော်ဘောလုံးဝင်းထိပ်ဖက်မှာဝန်ထမ်းဆောင်ရွှေ့ဆောက်လိုက်တာအဲ့ကျောင်းဆောင်အဟောင်းကို
ဒါကတော့2010 17လောက်ရောက်သွားပြီဗျအဲ့တော့ကကျွန်တော်ရိုက်တော့ဒါတင်ကြီးရွှေကျောင်းဆောင်လည်းပြီးသွားပြီကျွန်တော်အရင်ခောက်ကပြောခဲ့သလိုပဲအပေါ်ကအလှရှင်ဦးကျော်ကျော်တော်ပလဲမိသားစုကတင်ကြီးရွှေကျောင်းဆောင်အပေါ်တက်အောက်ထပ်ကအလှရှင်၄ဦးဗျ၄ခန်းရှိတာဗျအားလုံးပေါင်း၈ခန်းအောက်က၄ခန်းကဥမြေဘုံတို့မိသားစုဦးချစ်ကိုဦးတောင်ထေးနောက်ကိုမြင့်စိန်ပန်းခီတို့မိသားစုနဲ့တင်ကြီးရွှေကျောင်းဆောင်ဒါဖြစ်လိုက်တဲ့အခါမှာဒါအဲ့လိုတာယာလေးဖြစ်လာတာပေါ့အဲ့ဒီမှာကျွန်တော်လခွဲရတာဗျအဲ့ဒီမှာလခွဲတာယာသွားပြီအဲ့တော့နိုင်ငံတော်ငွေ300ရတော့ကျွန်တော်ပြင်နေအုပ်တွေစုနေတဲ့အချိန်ပေါ့ဒီနောက်မှာကျွန်တော် SS23 တွဲလိုက်တဲ့ခါမှာ27ဖြစ်သွားတာကဲဒီအပိုင်းကတော့ဒီလောက်ပါပဲလောက်ခဲ့ကန်ခဲ့တာတွေကတော့အမှားတွေပါမှာပါဒီလောက်အလုတ်လုပ်ရင်အမှားဆိုတာရှိပါတယ်ဒါကြောင့်ကာယကံဝစီကံမနောကံပြစ်မှားခဲ့တဲ့သူတွေရှိမှာပါရှိရင်လည်းခွင့်လွှတ်ပါကျွန်တော်ကြောက်ခဲ့ပါတယ်ကျေးဇူး